ဒါကြောင့်လည်းကျွန်တော်ဒီစေကနားစင်လာတိုင်းမှာ first week မှာကျွန်တော်မလာနိုင်ခဲ့ပါဘူးကိုဘက်ကလည်းတာဝန်လေးရှိတဲ့ကြောင့်တို့တော့ကျွန်တော်အားတဲ့အချိန်လေးတွေမှာကိုယ့်ရဲ့ဒီဆရာမလေးတွေကိုဆရာမတွေပေါ့နော်ကိုငယ်ကတင် जा ပေးခဲ့တဲ့ဆရာမတွေကိုဒီလိုမျိုးကျမကြီးပြုဆောက်ရှောက်ပြရကျွန်တော်အရန်ပဲဝမ်းသာခြင်းဖြစ်ပြီးပါတယ်ပြီးတော့ဒီလိုမျိုးကိုတားထုတ်လို့ပေါ့နော်ဒီကိုကြီးတွေဒီလိုမျိုးဆေးတွေပေးဆိုတာအခုခေတ်မှာဆိုရင်တော့ဒီလိုပြောရရင်ဒီဆေးဈေးရတယ်မနေဘူးနော်ဒီမှာတွေးတိုးဆေးကိုရှိတဲ့ဆရာမတွေတွေးတိုးဆေးကိုနှလုံးရှိတဲ့ဆရာမဆိုတော့အနည်းဆုံးတောက်ရတဲ့ဆေး3လုံး4လုံး5လုံးများတယ်နော်ပြီးတော့ဒီဆေးတွေကလည်းတရက်တောက်ရတာမဟုတ်ဘူးနေ့စဉ်တောက်ရတဲ့အတွက်ကြောင့်ကုန်ကျစရိတ်ကလည်းရှိပါတယ်ဒါပေမဲ့ဒီလိုမျိုးဆေးကန်းလေးရှိတဲ့အခါမှာဘာဖြစ်လို့ဒီဆေးရဲ့ကုန်ကျစရိတ်တွေကိုတတ်နိုင်ကြတော့ဆရာမတွေကိုအထောက်ပံ့ပေးနိုင်တဲ့အတွက်ကျွန်တော်တို့လည်းဝမ်းသာပြီးဖြစ်ရပါတယ်ကျွန်တော်တို့ကတော့brain နဲ့ဆိုင်ရတာပေါ့နော်ကိုယ်ကလည်းဆိုင်ရတာကိုရီးယားအကုန်စီစဉ်ပေးတာပေါ့နော်အဲကြောင့်ဒီလိုဆရာမတွေကဒီအစီအစဉ်လေးဟာလည်းတော်တော်ကောင်းတဲ့အစီအစဉ်လေးဖြစ်နေပါတယ်ကျွန်တော်လည်းနောက်ရှင်းလာမယ့်နေ့ဒီမှာလည်းကိုယ့်ရဲ့ဒီအချိန်ပေါ့နော်ဘုဘကလည်းတာဝန်လုပ်ရင်းနဲ့ပဲရန်လောက်ရှိပြီးတော့ကျွန်တော်လာပြီးတော့ဆောင်ရွက်ပေးပါမယ်အားလုံးလည်းကိုယ့်ရဲ့ဒီဆရာမပြီးတော့ဒီအောက်ဆိုင်ကမှဆိုတော့ကျွန်တော်ဒီငယ်လေးရနော်ဒီဆရာကြီးဆရာဦးချင်းညွန့်တော့နော်ဆရာတို့ခေတ်ကကျွန်တော်ဒီရှေ့မှာကျွန်တော်တို့ဒီငယ်တဲ့ vibe ကိုပြန်ရတယ်ဒီမှာဖះတောက်ကြနေလားမသိဘူးတောက်ကြနေဆိုကျွန်တော်ဖះကန်းဝင်ရတယ်ဒီမှာဖះရှိခိုးတယ်နော်အခုပြီးတော့ကျွန်တော်တို့တော့ဆရာကြီးဦးကြည်တယ်ကျောင်းဆရာကြီးတယ်အစီအစဉ်ကဘာဖြစ်လဲဆိုတော့ကျွန်တော်တို့မှတ်မိတာ၄လ5လလောက်ထည့်ရတယ်ပြီးတော့တယောက်ကိုကျောင်းတစ်ယောက်ကတော့ရှေ့ကိုထွက်ပြီးစကားပြောရတယ်ဟိုက topic တစ်ခုပေါ့နော်ငယ်ငယ်လေးကပြောရတယ်ကျွန်တော်အဲ့တော့ငယ်ငယ်လေးကဝင်ပြောခဲ့တယ်အဲ့လိုလေ့ကျင့်ပေးတဲ့အတွက်ကြောင့်ကြီးတဲ့အခါမှာဒီလိုမျိုးပြောစရာဆိုစရာရှိတဲ့အခါမှာဒီပိတ်တက်သိပြီးကြောက်တော့တယ်နော်ပြောရဲဆိုရရှိလာတယ်ဒါတွေကလည်းဟောပေါ့နော်ငယ်ငယ်ဒီကျောင်းကစာတက်ဖို့တခုလည်းမဟုတ်ဘူးလောကမှာဘယ်လိုလုပ်ရမလဲကိုယ့်ရဲ့ဒီအားကစားဆိုတာတချို့ကျောင်းတွေဆိုရင်အားကစားလေးစုံမရှိဘူးထားလို့တယ်ဒီကျောင်းကတော့မဟုတ်ဘူးကြိုက်တဲ့အားကစားကိုကြိုက်တယ်လို့ဆော့လို့တယ်ကျွန်တော်ဆိုတဲ့ဒီစပွဲတက်တဲ့ကိုတောက်လျှောက်ဆော့ပြရရှိပါတယ်အားလုံးပဲဆရာကျွန်တော်လည်းဆရာဦးရှင်းတော့ပဲဆိုတော့နည်းနည်းတော့လေးဆရာဒီလိုရှိဒီနေ့စီစဉ်လေးရလိုပဲဝမ်းမြောက်ဖြစ်သွားတယ်ဆရာဆရာမတွေကိုလည်းကြားပါပါဆိုလို့ဆူတောင်းနေတယ်ပဲကျွန်တော်လည်းရှင်းနေတယ်မှာဆေးကောပို့ပြီးတော့involve ဖြစ်အောင်ကြိုးစားပါမယ်လို့ကျွန်တော်ပြောနေတယ်ဒီကောင်းချုပ်လိုက်ပါတယ်ကျေးဇူးများကြီးပါတယ်ခင်ဗျာ